နပောင်းတတောင်းအထိအသက်ရှည်ရှည်နေနိုင်ကိုအတလီရှာဟာနောက်ဆုံးပေါ်နေပညာတွေတုံပြီးသူ့ကိုယ်သူအရှင်လက်လက်မြင့်မြုပ်နှံခဲ့ပါလေတကူလုံးကိုအကာအကွယ်အမွေးပါလည်းနဲ့ရစ်ပတ်ပြီးတဲ့နောက်မှာတော့သူမဟာအောင်မြင်စွာနဲ့နှစ်ရှည် exception hibernation အခြေအနေထဲကိုရောက်သွားခဲ့တာပေါ့အနည်းတတောင်းကြာမှပြန်တိုးလာမယ်လို့သူမထင်ခဲ့ပေမဲ့မထင်မှပဲတရက်အကြာမှတင်ဆက်ပျက်စီးနေချိုယွင်းမှုထူပြီးအသက်ရှူချက်တဲ့ဝေဒနာကိုစတင်ခံစားလိုက်တာပါ။ပို့ဆိုတာကသူမကိုဖတ်ထားတဲ့အမွေးပါတွေကအရန်ခိုင်းမာနေတာပါပဲဒီစာတရောဘလို့ပဲရုန်းကန်ပါစေအကာအကွယ်ကိုဖောက်ထွက်လို့မရခဲ့ပါဘူးဒါပေမဲ့အသက်လူရမယ့်အရေးကြီးဆုံးအချိန်မှာတော့ပါစာနဲ့တင်းကြိုက်ဖက်ပြီးအမွေးပါမှာအပေါင်းငယ်လေးတစ်ခုကိုရအောင်ဖောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီထက်ပိုဆိုးတဲ့အခြေအနေတွေကရှေ့မှာစောင့်ကြိုနေပါသေးတယ်လီစာဟာအမွေးပါတွေကြားကနေလွတ်မြောက်လာခဲ့ပြီးမြဲတစ်စကွဲမီတာတောင်မရှိတဲ့ကျင်းမြောင်တဲ့ခန်းလေးထဲမှာပိတ်မိနေတုံးပါပဲအခန်းတကာကအပြင်ကနေပိတ်ထားတာမို့သူမဘလို့မှဖွင့်လို့မရခဲ့ပါဘူးအပြင်ဘက်ကိုအော်ဟစ်အကူအညီတောင်းပေးမဲ့ဘသူစီကမှတုံ့ပြန်ဖို့မရခဲ့ပါဘူးအဲ့ဒီအစားသူမရဲ့အဆူညာနွေတွေကြောင့်အခန်းထဲမှာရှိတဲ့ AI စိတ်ရောက်ကြီးနိုးလာခဲ့ပါလိအဲ့ဒီ AI ကဖြော်တာကတော့အခန်းထဲမှာအောက်ဆီဂျင်35%ရာခိုင်နှုန်းပဲကျန်တော့ပြီးအလုံးစုံမိနစ်30ပဲအသက်ဆက်ရှင်နိုင်မယ်တဲ့တန်ကားဖွင့်ရင်တော့ရွှေရွက်နံပါတ် password ကိုမှန်အောင်ရမယ်တဲ့ဒါပေမဲ့လီစာရဲ့မှတ်ညာတွေကတော့လုံးဝကိုမလာဖြစ်နေခဲ့ပါပြီသူမဘာမှမတော်ပါဘူးစေယုံတစ်ခုမှကုစားမှုခံယူနေခဲ့တဲ့ဆိုတဲ့အမှတ်ညာအပိုင်စီလေးတွေပဲကြမှာတော့တယ်သူမဟာစေကုစားမှုခံယူနေတာဆိုရင်တော့အပြင်ဘက်မှာဆရာဝန်တွေရှိရမယ်လို့တွေးပြီးထပ်မှန်အော်ဟစ်ခဲ့ပေမဲ့အတန်တနာလာပြီးအောက်ဆီဂျင်တွေကတော့ပိုကုန်လာခဲ့တော့တယ်လီစာကိုငင်းသွားအောင်ဆိုပြီး AI ကစရုပ်လက်တန်းကြီးနဲ့ EC ထိုးဖို့ပြင်ပါတော့တယ်ဒါပေမဲ့လီစာကအပင်ယုံကန်ပြီးရှောင်လိုက်တာကြောင့်ဈေးအကတခြားနေရာကိုစိုက်သွားခဲ့ပါတယ် AI ကလည်းအလျှော့မပေးပဲဈေးအပ်လဲပြီးထပ်ထုတ်ဖို့လုပ်ပြင်ပါတယ်ဒီတစ်ခါမှတော့လီစာကစရုပ်လက်တန်းထွက်လာမယ့်အပေါက်ကိုပလတ်စတစ်ပြားနဲ့အတင်းပေးချဆိုင်ပါတယ်ဒီလိုလေယုံကန်နေရင်လည်းအောက်ဆီဂျင်က22ရာခိုင်နှုန်းပဲအကျန်းပါတော့လေဒီစာတရောအစိပ်ပြတ်အားငယ်ပြီးအော်ငိုပြီးရကနေအောက်ဆီဂျင်တွေကပိုမြန်ကုန်လာခဲ့ပါတယ် AI ကလည်းအေးဆေးထိုးပါထပ်ကြိုးစားပြန်ပါပြီဒီတစ်ခါမှတော့လီစာကဆေးရုပ်လက်တက်ကိုအမိရဖန်ပြီးဆေးအပ်ကိုဆွဲဖြုတ်လိုက်ပါတယ်ဒီဆေးအလေးကပဲသူမတော့မျောလင်းချက်ဖြစ်လာခဲ့တာပေါ့သူမဟာအဲ့ဒီဆေးရနဲ့အခန်းတကားကဖန်ဆာအင်ကိုထိုးဖောက်ဖို့ကြိုးစားပါတော့တယ်ဒီလိုဖြစ်စီမှုကြောင့် AI ကအချက်ပေးစံနေမိလာပြီးလီစာကိုရရှိတာအားနဲ့ကြိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဒီရရှိချက်ဖြစ်သွားလာကပဲလီစာရဲ့ညရလေးကိုပြန်ပြေးသွားစီခဲ့ပါတယ်အမှန်တော့ကဘာပေါ်မှာကြောက်စရာကောင်းတဲ့ virus မျိုးပြန်လာနေပြီးပူဆက်ခံရတဲ့ဒီဟာခေါင်းရဲ့အတူ play ဆုံးကုန်ကြတာပါလူသားမျိုးမှမပြောက်ပြအောင်သိပြန်ပညာရှင်တောင်းကိုလက်ရှိ exception ဆက်တွေထည့်ပြီးအလိမ့်နဲ့ဇလီနဲ့ပေးတဲ့ကြိုးတစ်ခုစီပို့ဆောင်နေတာဖြစ်ပါလေဒီစာကလည်းအဲ့ဒီသိပြန်ပညာရှင်တွေထက်ကတရားပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့ဒီ exception ဆက်တွေကိုလဲဆောင်လာတာကအာဃာတရန်ကြီးမဟုတ်ပဲရိုးပြန်ထိုင်နေရတဲ့ကြီးတာပဲပါတယ်ဒါကြောင့်ဒီစာတယောက်ဒီစက်ထဲကနေအောင်မြင်စွာထပ်ပြေးနိုင်ခဲ့ရင်တော့မှအပြင်ဘက်ကလေဟာနေပါသိရှိချက်ဖြစ်ဆော်လာမှာပဲဖြစ်ပါတော့